ဖိတ်ခေါ်ပြောကြားပေးပါရန်ဂရိနီမြို့သားကောလိပ်ညွှန်ကြားရေးမှူးဆရာမကြီးမော်မီမာအားစင်မြင့်ထက်တို့လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဟုတ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကြားရောက်လာတဲ့ဆက်ဆံမအားလုံးပါနော်အားလုံးကျေးဇူးတင်တယ်ပြီးဒီအားလုံးပါရမနိခင်ပါပါနော်ယူဆောင်လို့ဆက်ပါရစေ2025-2026ခုနှစ်ပညာသင်နှစ် BED ဘွဲ့ရဆက်ဆံမများ၏ဘွဲ့လက်မှတ်အနေချင်းအစီအစီများကိုကျမမော်ကူမဲမဦးဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်တို့ဖြစ်ပါ၍ဘွဲ့လက်မှတ်အနေနိုင်ပါရန်ဂရီနီမျိုးသားကောလိပ်ညွှန်ကြားရေးမှူးဆရာမကြီးမော်မီမာနေဂရီနီပြည်အစိုးရဒူဝကြီးချုံဆရာကြီးခုထဘူအားစင်မြင့်ထက်တို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်မင်္ဂလာပါကျမတို့ဒီပထမဆုံးပေါ့နော်ပေးအမဲ့ဘက်ကတော့ဒီ Bachelor ဘွဲ့ BED ဖြစ်ပါတယ်ဒါကကျမတို့ပြောမယ်ဆိုရင်တော့ဒီ KNC မှာကျောင်းပြီး3နှစ်တာပြီးမြောက်သွားတဲ့ကျောင်းသူကျောင်းသားဟောင်းတက်ကနေကျောင်းဆက်ဆံမှဒီကျောင်းမှာပဲပြန်ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ဆက်ဆံမတွေပေါ့နော်အနည်းဆုံး3နှစ်တာဝန်ထမ်းဆောင်ပြီးဆက်ဆံမတွေကိုကျမတို့ဒီBED ဘွဲ့ကိုပေးအပ်တာဖြစ်ပါတယ်အကြောင်းရင်းကကျွန်မအနေငယ်ထပ်တော့ရှင်းပြချင်တော့ကျွန်တော်ဖြစ်လို့ဒီလိုပေးလဲ solution ပေါ့နော်ခုနလည်းကျွန်မအများကြီးပြောသွားပြီးပြီကျွန်မတို့ green ပညာရေးအခြေအနေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်မတို့ကနိုင်ငံတကာအကြောင်းဆက်သက်နိုင်ဖို့ပေါ့နော်နိုင်ငံတကာအကြောင်းပဲဖြစ်မြန်မာနိုင်ငံမှာပြန်ပြီးတော့မှတက္ကသိုလ်ကောလိပ်တွေဂျိုင်းဖို့ကအရန်ခက်ခဲတယ်ပေါ့နော်ခုနဒီငွေကြေးခက်ခဲမှုဒီရှိမယ်ပြီးရင်လည်းခုနစာချင်းစာညောနဲ့ပတ်သက်တဲ့ဟာတေညိုတန်းကွာချမှုအဲ့ဒါတွေအမျိုးမျိုးကြောင့်မလို့ကျမတို့ကဒီတခြားနေရာမှာကြောင်းပြီးတော့ပြန်ပြီးတော့တက်နိုင်ဖို့အခက်အခဲတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျမတို့နောက်တစ်ခုကအတိမပြုတ်မှုပါနော်အတိမပြုတ်မှုနဲ့ပတ်သက်ပြီးတော့မှကျမတို့ဒီနိုင်ငံတကာရောမြန်မာနိုင်ငံဆိုရစီကနေရရှိဖို့ကအရန်ခက်ခဲတယ်ကျမတို့နေပေါင်းများစွာကြိုးစားလာပြီးပြီပေါ့နော်
မြန်မာအစိုးရကကျမတို့ကမြန်မာနေလာတယ်ဒါပြောနေတယ်ဒါပေမဲ့ကျမတို့အစိုးရကကျမတို့ကိုအတိမမပြုတ်ဘူးကျမတို့ကိုတပုံလို့ဘောနော်ရန်သူတက်မှတ်ပြီးတော့မှကျမတို့ကိုအတိမမပြုတ်ပေးဘူးပေါ့နော်ကျမတို့ဒီမှာရတဲ့ဆယ်တန်းအောင်လက်မပဲဖြစ်ဘွဲလက်မပဲဖြစ်ဒီမြန်မာပြည်မှာပြန်ပြီးတော့သုံးလို့မရဘူးပေါ့နော်ဒါကတော့ကျမတို့နားလည်လို့ရတယ်သူတို့ကကျမတို့တပုံလို့တက်မှတ်တယ်ကျမတို့သူတို့ကိုဆက်ကျင်တဲ့လူတိုက်ခိုက်တဲ့လူလို့တက်မှတ်တော့သူတို့ဘယ်လိုမှကျမတို့အတိမပြုတ်ပေးမှာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ကျမတို့ကိုအတိမပြုတ်ဖို့အရင်အရေးကြီးတယ်ပေါ့နော်မြန်မာအစိုးရကကျမတို့အတိမပြုတ်ချင်နေနံပါတ်1ကကျမတို့ greeny ဆိုတဲ့ပေါ့နော်အစိုးရပဲဖြစ်ပေါ့နော်ကျမတို့ greeny အတိုင်းဝိုင်းကကျမတို့ရဲ့ပညာရေးကိုအတိမပြုတ်ဖို့အရေးကြီးတယ်ပေါ့နော်ကျမတို့ချစ်ချမ်းမအတိမမပြုတ်ဘူးဆိုရင်ခုနပြောတဲ့တခြားလူကဘယ်သူလာပြီးတော့အတိမပြုတ်ပေးပါလဲပေါ့နော်အကြောင်းမလို့ကျမတို့ကဒါကိုဒီပလိုမာအပြင်နောက်တစ်ဆက်အနေနဲ့ကျမတို့ဘာချလာဘွဲ့ကိုတိုးချက်ပြီးတော့ပေးအပ်တာဖြစ်တယ်ဒီနီးပညာပိုင်းပေါ့နော် academic 3နှစ်တက်ပြီးတော့မှလက်တွေ့3နှစ်နဲ့ထားပြီးတော့ပေါင်းလိုက်တဲ့အခါမှာ6နှစ်ပြီးတော့တဲ့လူကိုကျမတို့ကခုနBED ပညာရေးပွဲကိုပေးတာပေါ့နော်ပထမပွဲပေါ့ပြောမယ်ဆိုရင်ဆိုတော့အဲ့ဒီပထမပွဲရရှိမဲ့ဆရာမတွေကိုကျမတို့ကနှစ်တိုင်းနှစ်စဉ်နှစ်တိုင်းကျမတို့ဘက်ပေးအားလာတာ4နဲ့5နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့အဓိကဒါလည်းရည်ရွယ်ချက်ကခုနသူတို့ရဲ့အရေးချင်းကိုမြင့်တင်ပေးတာနဲ့အတူပေါ့နော်သူတို့ပေးဆံမှုပုံမှာလည်းကျမတို့ကအတိမပြုခြင်းဖြစ်ပါတယ်ပေါ့နော်ဒီမှာရေရှည်ပေးဆံနိုင်တဲ့ဆရာမတွေကိုကျမတို့သူတို့ကိုအခက်ကျင်းငွေတွေလစာတွေအများမပေးနိုင်ပေမဲ့ကျမတို့ကသူတို့ကိုဂုံပြူတဲ့အနေနဲ့အတိမပြူတဲ့အနေနဲ့ကျမတို့ဒီဘွဲ့ကိုပေးအပ်ခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းဒါလေးရှင်းပြပေးချင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်BED ဘွဲ့လက်မအနေတိအစီအစဉ်နဲ့ပတ်သက်ပြီးရှင်းပြပေးသွားတဲ့ဆရာမကြီးမို့မြန်မာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်2025-2026ခုနှစ်ပညာသင်နှစ် BED ဘွဲ့ရဆရာမများကျေးဇူးရှင်ဆုစုအောင်ရှိပါတယ်ရှင်ပထမတူအနေနဲ့ဆရာတိုင်းမင်းထွေးကိုဖိတ်ခေါ်ရှင်ပါရှင်ဆရာနေတိရှိန်ကိုဒီထက်တို့လေးစားစွာဖိတ်ခေါ်ပါရရှင်တတိယတို့လည်းဆရာကူစေရာစမိထက်တို့လေးစားစွာဖိတ်ခေါ်ပါရှင်ဆရာမကြီးယူအားစမိထက်တို့လေးစားစွာဖိတ်ခေါ်ပါရှင်နောက်တစ်ဦးနဲ့ဆရာမ
ခုနှစ်ပညာသင်တဲ့ဘွဲရကျော်သူကျောင်းသားများအားဝလမတ်အနေချမ်းစီစီကိုကျမဘလက်စီဦးအနေမှာဦးဆောင်တော်မှာဖြစ်ပါရရှင်အယူဦးဆောင်ဘွဲရကျော်သူကျောင်းသားများအားဝလမတ်အနေခင်မှာဘွဲရကျော်သူကျောင်းသားများရဲ့တည်ယူလိလာခဲ့ပြီးတော့အထူးပြုဗဒရလိုက်ကိုမိတ်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်ပထမဆုံးတားမှနေရယူတဲ့လေစီခရားရောင်တဲ့ဘွဲရကျော်သူကျောင်းသားများကတော့လူမှုသိပ္ပံအထူးပြုဗဒရကိုတည်ယူလိလာပြီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်ဒုတိယတန်းမှနေရယူတဲ့လေစီနီဖြူပြတဲ့ဝေးရကျောင်းသူကျောင်းသားများကတော့လူမှုဖွံ့ဖြိုးတိုးတက်ရေးအထူးပြုပါရရကိုတည်ယူလေ့လာပြီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်။တတိယတန်းမှနေရယူတဲ့လေစီအနီရောင်တဲ့ဝေးရကျောင်းသူကျောင်းသားများကတော့ပြည်သူ့ကျန်းမာရေးအထူးပြုပါရရကိုတည်ယူလေ့လာပြီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်။နောက်ဆုံးစတုထတန်းပါနေရယူတဲ့လေစီလီမောင်ရောင်နဲ့ဘွေရကျောင်းသူကျောင်းသားများကတော့ကွန်ပျူတာသိပ္ပံအထူးပြုပါရရကိုတည်ယူလေ့လာပြီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါရဲ့ရှင်။သူဖြစ်ပါ၍2025-2026ခုနှစ်ပညာသင်ဤဘွေရကျောင်းသူကျောင်းသားများအားဝလမတ်အနေနိုင်ရန်ဂရီနီအမျိုးသားအစီအမီပညာရေးမန်နေဂျာဆရာကြီးသိမ်းမင်းထွဲနဲ့ဂရီနီမျိုးသားကောလိပ်ကျောင်းအုပ်ဆရာမကြီးမော်ကိုမဲအားစီမီထဲတို့လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်နောက်ဦးအနေနဲ့ဘောဘောညာ ID တစ်ခေါ်ရှစ်နောက်ဦးအနေနဲ့ဘောထွေးဘော ID တစ်ခေါ်နောက်ဦးအနေနဲ့မော်ပိုးမယ် ID နောက်ဦးအနေနဲ့စိုင်းထုံးသိန်း ID န
နောက်ဦးနေလေပေါ်ပလေးမဲ့ ID တက်တက်နဲ့လေနောက်ဦးနေလေပေါ်ပလေးမဲ့ ID တက်တက်ခုချောက်တက်ခုငါတက်တက်တောင်ရကနောက်ဦးနေနဲ့မော်ငါမဲ့ ID တက်တက်တောင်ရလေးနောက်ဦးနေနဲ့နော်ကလေးဒီပြားများ ID တက်တက်6လေးနောက်ဦးနေနဲ့မော်စုမဲ့ ID တက်တက်46တနာဦး ID တက်တက်8ကိုနောက်ဦးနေနဲ့နာ ID တက်တက်3ကိုနောက်ဦးနေနဲ့မချီဘို ID တက်တက်7နောက်ဦးနေနဲ့ပေါ်စုမဲ့ ID တက်တက်3ရနောက်ဦးနေနဲ့တော့တနေတာ ID တက်တက်8နှစ်နောက်ဦးနေနဲ့မော်ငင်းများ ID တက်တက်ခုခေါ်နောက်ဦးနေနဲ့မော်သားမဲ့ ID တက်တက်3လေးနောက်ဦးနေနဲ့တော့စီဘူးပေါ် ID တက်တက်ကိုတက်နောက်ဦးနေနဲ့တော့အဘူးပေါ် ID တက်တက်ကိုတောင်းရနောက်ဦး
နောက်ဦးအနေနဲ့မော်ရှမ်းမဲ့ ID တက်တက်လေးခွန်နောက်ဦးအနေနဲ့ဒီချိုးရ ID တက်တက်ငါလေး နောက်ဦးအနေနဲ့ဘင်းရှင်း ID တက်တက်6ကိုနောက်ဦးအနေနဲ့ Thomas Murray ID တက်တက်လေးနှစ် နောက်ဦးအနေနဲ့မောင်ငါမယ် ID တက်တက်3တက်နောက်ဦးအနေနဲ့မော်ဖြူမယ် ID တက်တက်6နောက်ဦးအနေနဲ့မော်ဟဲမယ် ID တက်တက်နောက်ဦးအနေနဲ့မော်ပြမော ID တက်တက်6ခေါ်နောက်ဦးအနေနဲ့မော်ခါနာ ID တက်တက်ခေါ်တက်နောက်ဦးအနေနဲ့မော်ဦးမယ် ID တက်တက်5ခေါ်နောက်ဦးအနေနဲ့မော်ဘဲမယ် ID တက်တက်5ခေါက်နောက်ဦးအနေနဲ့မော်ဦးမယ် ID တက်တက်5နောက်ဦးအနေနဲ့မော်နဲမယ် ID တက်တက်3တောင်ရနောက်ဦးအနေနဲ့မော်ကူမို ID တက်တက်3ရကိုနောက်ဦးအနေနဲ့မော်ဘဲမယ် ID တက်တက်3ရ3နောက်ဦးအနေနဲ့ကူကူရဲ့ ID တက်တက်4တော
နောက်ဦးနေတဲ့ကူလော်ရဲအိုင်ဒီတက်တက်နစ်ခေါ်နောက်ဦးနေတဲ့ကူဘူရဲအိုင်ဒီတက်တက်ခေါ်တောင်းနောက်ဦးနေတဲ့ခူစီရဲ ID တက်တက်ကိုတောင်းနောက်ဦးနေတဲ့မော်ခွဲများ ID တက်တက်ခေါ်တဲ့နောက်ဦးနေတဲ့မော်ငါမဲ့ ID တက်တက်ပါရှိနောက်ဦးနေတဲ့မော်ချင်မိုး ID တက်တက်6တောင်းနောက်ဦးနေတဲ့မော်စီမာ ID တက်တက်လေးခုနောက်ဦးနေတဲ့မော်ဘိုးရဲ့ ID တက်တက်လေးခုနောက်ဦးနေတဲ့မော်ဆဲမဲ့ ID တက်တက်လေးနောက်ဦးနေတဲ့မော်ဖိုးညာ ID တက်တက်6ခေါက်နောက်ဦးနေတဲ့မော်ရီမို ID တက်တက်လေးတစ်နောက်ဦးနေတဲ့မော်ဖိုးမဲ့ ID တက်တက်တစ်ကိုနောက်ဦးနေတဲ့ကူကောရဲ ID တက်တက်ခေါ်ဆောင်ရနောက်ဦးနေတဲ့မော်စီမို ID တက်တက်တက်ရှိနောက်ဦးနေတဲ့မော်ဖိုးမဲ့ ID တက်တက်6တောင်းရနောက်ဆုံးဦးနေတဲ့ခူလဲရဲ ID တက်တက်5တောင်း
哦，这这老弟，这里有苗大高来人，多里的，人家也不，再要面比怎么便宜，我这那老弟，这里对，这里苗便宜对，这里边伢也嘛，什么他罗，木阿达古，来那边。မိမိတို့ဤရေလူမျိုးအတွက်စေတနာဝါဒနာအနိနာနာသောနာနိမေတ္တာရှိထား၍လာနာကျွတ်တော့ပါမည်ဟုသာဒိဋ္ဌပြုပါသည်အိုးဝိဟိစဘုံမ သစ္စာဒိဋ္ဌာန်ရွတ်ဆိုခြင်းကိုဦးဆောင်ပေးသွားတော့ကျောင်းသားကော်မတီခွင့်ပြုရဲ့အားကျေးဇူးအထူးပဲတင်ရှိအပ်ပါတယ်ရှင် CD မေဂျာမမော်ခါနာပဲဖြစ်ပါတယ်။သူဖြစ်ပါ၍မော်ခါနာအားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ နောက်တစ်ဦးအနေဖြင့်အမှတ်88တဘာကို6 ID 188 CS မီဂျာမမနော်သူပေရဖြစ်ပါတယ်။သူဖြစ်ပါ၍ဆွလက်ခံရယူပေးပါရန်လေးစားဆောင်ဖြစ်ဖိတ်ခေါ်အပ်ပါရှင်။ နောက်တစ်ဦးအနေဖြင့်အမှတ်85.58 ID 114 SS မီဂျာမ C မှာပဲဖြစ်ပါတယ်။သူဖြစ်ပါ၍ဆွလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်။ နောက်တစ်ခုအနေဖြင့်အမှတ်89.3 ID 188နဲ့ PH မီဂျာမမော်တနေတာပဲဖြစ်ပါတယ်။သူဖြစ်ပါ၍ဆွလန့်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်။ ဆက်လက်ပြီးဒုတိယနေ့ကျောင်းသူကျောင်းသားများကိုဆုချီးမြှင့်သွား
အမတ်88ဒသမခုနှစ် ID 1246 CD မေဂျာမလူများပဲဖြစ်ပါတယ်တို့ဖြစ်ပါ၍ဆုလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင် ID 1246မလူများနောက်တစ်ဦးအနေဖြင့်အမတ်85ဒသမ6ကို ID 1232နဲ့ NA မူကပေါ် PH မေဂျာပဲဖြစ်ပါတယ်သူဖြစ်ပါ၍ဆုလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင် နောက်တစ်ဦးအနေဖြင့်အမတ်86ဒသမခု5 SS မေဂျာမ ID 1234မမီမီချောပဲဖြစ်ပါတယ်သူဖြစ်ပါ၍ဆုလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင် နောက်ဆုံးတစ်ဦးအနေဖြင့်အမတ်89ဒသမ5တဲ့ CS မေဂျာမ ID 125ခုခုတည်တယ်ပဲဖြစ်ပါတယ်သူဖြစ်ပါ၍ဆုလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင် ဆုချစ်မြင့်ပေးသွားပါတော့ဆရာကြီးခုခဲလေအားအထူးပင်ကျေးဇူးတင်ရှိပါရှင် ES မေဂျာမှာခူးမိရပဲဖြစ်ပါတယ် ဆက်လက်ပြီးနောက်တစ်ဦးအနေဖြင့် ID 1183 PH မေဂျာမှာမော်တီမိုပဲဖြစ်ပါတယ် ဆက်လက်ပြီးအကောင်းဆုံးဆုရရှိသွားတဲ့သူကတော့ CS မေဂျာမှာ ID 184မော်နော်သူပေပဲဖြစ်ပါတယ် ဆက်လက်ပြီးအကောင်း
နောက်ဆုံးဆုရရှိသွားတော့အသင်းကတော့သဘောတခင်အသင်းပဲဖြစ်ပါတယ်။ပြီးသဘောတခင်အသင်းကိုစားဆုလက်ခံရယူပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆုချစ်မြင့်ပေးသွားပါတော့ဆရာကြီးခုနေကိုသူအားသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။